မင်္ဂလာပါရှင်။လိုက်စာ TV ရဲ့မြန်မာဘာသာသတင်းတင်ဆက်မှုအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်။အောက်ဂတ်လ30ရက်နေ့ရရှိထားသောသတင်းတွေကိုကျွန်မအခုမှန်ဂျေလာကနေပြီးတော့တင်ဆက်ပေးတော့ပါမယ်ရှင်။တောင်ဖရေးမှာဂစ်ကန်ချနေတဲ့စက္ကစတပ်တွေခီးတွာလာနေတဲ့ပြည်သူတွေကိုတင်းကျပ်စွာစစ်ဆေးမေးမြန်းတာတွေပြုလုပ်နေပါတယ်။မိချနာမပူတာကိုစွန်ပရာဘုံဘတ်တွေခီးတွာလာတဲ့ခီးတွာပြည်သူတွေထဲမှာလူငယ်တွေကိုအဓိကထားစစ်ဆေးမေးမြန်းတာတွေပြုလုပ်နေကြောင်းသိရပါတယ်ရှင်။အခုလိုစက္ကစတပ်ဖွဲ့မှခီးတွာလာနေတဲ့ပြည်သူတွေကိုအတင်းကျပ်စစ်ဆေးမေးမြန်းတာတွေဖြစ်တန်းတွာလာခုမပေးတာတွေဘာကြောင့်လုပ်နေတာကိုအတိအကျမသိပေမဲ့အခုလိုလှုပ်ဆောင်နေရခြင်းကြောင့်ပြည်သူများတွာလာရေးပိုင်းမှာခက်ခဲနေရကြောင်းလည်းသိရပါတယ်ရှင်။တောင်ဖရေးကျေးရွာတွင်ဂစ်ကန်ချနေတဲ့စက္ကစတပ်တွေမှအဆိုပါကျေးရွာအတွင်းဖြစ်တန်းတွာလာတဲ့လူငယ်တွေကိုဖြစ်တန်းကွင်းပိတ်ပင်ထားတာဟာတလနီးပါးရှိလာပြီဖြစ်ကြောင်းဒေသခံပြည်သူတွေထံကသိရပါတယ်ရှင်။ဝိုင်းမော်လမြောင်မှာအောက်က29ရက်နေ့စစ်ကောင်စီတပ်နဲ့KIAပူးပေါင်းတပ်များကြားတိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်းရှေ့တန်းသတင်းအရင်းမြစ်များထံမှသိရပါတယ်ရှင်။အောက်က30ရက်နေ့မနက်ပိုင်း12နာရီအချိန်တွင်စက္ကစတပ်ကလေကြောင်းဖြင့်တစ်ကြိမ်ဝရှောင်ရက်ကွက်9တွင်2ကြိမ်လေကြောင်းတိုက်ခိုက်မှု3ကြိမ်ထပ်မံပြုလုပ်ခဲ့ကြောင်းလည်းသိရပါတယ်ရှင်။အောက်က28ရက်နေ့ညနေပိုင်း6နာရီဝန်းကျင်ခန့်တွင်လည်းလမြောင်နေ့နောင်စော်တွင်စစ်ကောင်စီတပ်မှဂျက်ဖိုက်တာတစ်စီးဖြင့်လေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ည9နာရီဝန်းကျင်ခန့်တွင်လည်းမြစ်ကျနာမြို့တွင်တက်ဆွဲထားသောမပခတပ်မှလည်းလမြောင်နေ့နမဝမုတ်ဂျစ်ကျေးရွာများတွင်လက်နက်ကြီးတေးများဖြင့်ရန်တမ်းပစ်ခတ်မှုပြုလုပ်ကြောင်းလည်းသိရပါတယ်ရှင်။စစ်ကောင်စီတပ်ကလမြောင်အနီးတစ်ဝိုက်တွင်အောက်က29ရက်နေ့မှစ၍ထိုးစစ်ဆင်မှုများစတင်ပြုလုပ်လာတော့ကြောင်း KIA ပူးပေါင်းတပ်များနှင့်တကြိုပြန်စစ်ပွဲပြန်လည်ဖြစ်ပွားနေကြောင်းသိရပါတယ်ရှင်။2024-2025ပညာတင်နှင့်ထူးချွန်ကျောင်းသူကျောင်းသားများရဲ့စုပေးပွဲအခမ်းအနားအစီအစဉ်ကိုအောက်က29ရက်နေ့လွတ်အောင်ထက်တန်းကျောင်းမှာပြုလုပ်ကြောင်းသိရပါတယ်ရှင်။ပညာရေးမှာကျောင်းသားကျောင်းသူများပို့ပြီးတော့ကြိုးစားခြင်းစိတ်ဖြစ်အောင်မိဘများမှလည်းသားသမီးများကိုပို့ပြီးလမ်းညွှန်ပေးနိုင်အောင်ဒီနေ့ဆုရတဲ့ကျောင်းသားများနောက်နှစ်တွေဒီနှစ်ထပ်ပို့ထူးချွန်အောင်ဆက်ပြီးကြိုးစားဖို့ရန်အကောင်အဆိုးကိုခွေချယူပြီးဆုရတူတွေနဲ့ဆုမရတဲ့ပညာရေးမှာကြိုးစားဖို့ရန်ဆရာဆရာမများလည်းပညာတင်ကြားရေးမှာစိတ်ရောကိုအားထက်ပါဝင်ပေးဖို့ရန်ကျောင်းကမတီမှတာဝန်ရှိသူတို့ပညာပေးမင်းခွန်းမှပြောပါရယ်2024-2025ပညာတင်နှင့်ထူးချွန်ကျောင်းသူကျောင်းသားများရဲ့စုပေးပွဲအခမ်းအနားအစီအစဉ်မှာရုံးအတီးတီမှတာဝန်ရှိသူများကျောင်းသားမိဘများဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံး489ယောက်တက်ရောက်ကြောင်းလည်းသိရပါတယ်ရှင်။နားဆင်ခဲ့ကြတော့မိဘပြည်သူများအားလုံးကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။